ကဘာလောကကြီးအမတန်မှကျေပြောလာတဲ့တတ္တဝါတွေရဲ့ဖြစ်ရမွေးရတည်ရှိနေရလောကကြီးရဲ့အဆုံးကိုသူကရှာတာဘယ်လောကကြီးရဲ့အဆုံးကိုရှာမရောက်နိုင်ဘူးလို့အဲ့ဒီဩဃတလောကကြီးအဆုံးကိုရှာလို့မရောက်ဘူးမြတ်စွာဘုရားကဩဃတလောကကိုမရည်ညွှန်းမဲ့နဲ့သင်္ခါရလောကကိုရည်ညွှန်းပြီးတော့အဲ့ဒီလောကရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းဒုက္ခအဆုံးမတတ်ဘူးတဲ့ဒုက္ခဆိုတာဘာတော့ပြန်လီမွေးဖွားခြင်းအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီဆင်းရဲဒုက္ခတွေမင်းဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးဘုန်းကြီးတို့တွေမဆုံးနိုင်တဲ့ဒုက္ခဆိုတာဘာတော့ဆိုရင်ကြည့်ဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခဒါတွေပဲမဟုတ်လားမဆုံးနိုင်တဲ့ဒုက္ခလောကလူသားတွေမဆုံးနိုင်တဲ့ဒုက္ခဘာဖြစ်လို့တော့ဆိုရင်မွေးလာပြီးရင်အိုမယ်နာမယ်သိမယ်သိပြီးရင်မွေးပြန်အောင်မယ်မွေးလို့ရှိရင်အိုမယ်နာအောင်မယ်သိအောင်မယ်ဟောမွေးလိုက်အိုလိုက်နာလိုက်သိလိုက်မွေးလိုက်အိုလိုက်နာလိုက်သိလိုက်ဆိုတဲ့ဒီတန်တရားဆက်ကြီးတဲ့ကနေပြီးတော့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့အရာကြီးဖြစ်ပြီးတော့ဒီထဲမှာပဲတဝဲလဲလဲရှိနေမွေးထားတဲ့အချိန်ပိုင်းမှာလဲသက်သာလားဆိုမသက်သာဘူးဣယေဟိဝေပြောကောဒုက္ခကိုလိုချင်တာတွေကိုနှစ်သက်တာတွေကိုမြတ်နိုးတာနဲ့ခွဲရတယ်အပိယေဟိတံပြောကောဒုက္ခကိုမတွေ့ချင်တာတွေနဲ့တွေ့ရမယ်ကိုမုန်းတာတွေနဲ့လဲစုံစည်းရမယ်ဟောပိယေဟိအပိယေဟိတံပြောကောဒုက္ခပိယေဟိဝေပြောကောဒုက္ခဒါရင်လားဆိုတော့မဟုတ်ယံပိဋ္ဌာနလပတိတံပိဒုက္ခဓမ္မစကြာမှာဟောထားတဲ့မြတ်စွာဘုရားကလူတိုင်းတတိထားဖို့သိနိုင်တဲ့ဒုက္ခတွေကိုထုတ်ပြထားတာနော်လူကျင်တာမရတဲ့ဒုက္ခအဲ့တော့လူတွေကစဉ်းစားလိုက်ပဲကိုလိုချင်တဲ့ယာထုရလိုက်တယ်ကိုလိုချင်တဲ့ငွေကြေးရတယ်ကိုဝယ်ချင်တဲ့ပစ္စည်းလေးဝယ်လို့ရတယ်ဆိုယံပိဋ္ဌာနလပတိတံပိဒုက္ခံဆိုတာမဟုတ်ဘူးလို့ထင်ကောင်းထင်လိမ့်အဲ့ဒါကိုပြောတော့မဟုတ်ဘူးယံပိဋ္ဌာနလပတိစာလူတွေဟာအိုချင်လို့အိုတာလားမအိုချင်မဲနဲ့အိုတာလားအိုချင်မဲနဲ့အိုတာပါဗျာအေးအဲ့ဒါမရနိုင်တဲ့ဟာပဲကားလိုချင်ရင်တော့ပတ်စံရှိရင်ရပါတယ်သွားဝယ်ပေါ့တိုက်လိုချင်လဲဆောက်ရတာပဲပတ်စံရှိမရဘူးလားကျန်တာတွေကရနိုင်တာလေမရနိုင်တာကဘာလို့ဆိုရင်အိုတာကိုမအိုပါစိန်နဲ့ဆိုရနိုင်မှာမလားနာတာကိုမနာဖို့ဆိုတာရနိုင်မှာမလားသေခြင်းသဘောရှိတဲ့အနေထားတစ်ခုကသေခြင်းကင်းတဲ့အနေထားတစ်ခုကိုရဖို့ဆိုတာကိုလိုချင်ရနိုင်မှာမလားရနိုင်ဘူးတဲ့အဲ့ဒါတွေကိုရည်ညွှန်းတာယံပိဋ္ဌာနလည်းပဲဒီတံပိဒုက္ခနောက်ဆုံးကြတော့ခန္ဓာ၅ပါးရထားတာဟာဒုက္ခပဲလို့ဓမ္မစကြာမှာဒုက္ခကိုသရုပ်ဖော်ထားတာရှိတယ်ပေါ့အဲ့ဒီဒုက္ခတွေဟာလောကရဲ့အဆုံးကိုမရောက်ဘူးဆိုလို့ရှိရင်ဘလို့မှဒီဒုက္ခတွေအဆုံးသတ်မှာမဟုတ်ဘူးတဲ့လောကကြီးထဲမှာနေနေရင်တော့ဒီဒုက္ခတွေကျုံနေရမှာပဲလို့မြတ်စွာဘုရားဟောလိုက်တဲ့အခါအဲ့ဒီလောကဟာစัจ java လာလောကကြီးကိုယဉ်ညွှန်းတာမဟုတ်ဘူးဩဃာတလောကကြီးကိုယဉ်ညွှန်းတာမဟုတ်ဘူးသင်္ခါရလောကကိုမြတ်စွာဘုရားယဉ်ညွှန်းလိုက်တာခုနတုန်းကရောဟိတတဆိုတဲ့နတ်သားကလာပြီးတော့ရှောက်နေတာဩဃာတလောကကြီးအကြောင်းကိုလာရှောက်နေတာမြတ်စွာဘုရားကဖြေပြီးတော့ပြောလိုက်တဲ့စကားကသင်္ခါရလောကကိုပြောတာဘာဖြစ်လို့မြတ်စွာဘုရားကမေးတာကဩဃာတလောကဖြေတာကသင်္ခါရလောကနဲ့ဖြေလဲရတော့လို့ဆိုဩဃာတလောကနဲ့ပတ်သက်တဲ့မေးခွန်းကဘာမှအကျိုးမရှိဘူး location ဆိုတာသူ့ဟာသူ location ပဲရှိနေမှာပဲဟုတ်ကဲ့လားဒါနဲ့ပတ်သက်တဲ့ဟာကဘာမှအကျိုးမရှိဘူးတန်တရားဝကလွတ်ဖို့အတွက်ဘာမှအကျိုးမပြုဘူးရသောအချင်းချင်းမှုအတွက်ဘာမှအကျိုးမပြုဘူးဒုက္ခတွေဆုံးသတ်ဖို့အတွက်ဘာမှအကျိုးမပြုဘူးဒါကြောင့်မို့အကျိုးမရှိတာကိုမြတ်စွာဘုရားဘယ်တော့မှမလုပ်ဘူး
တန်ဖိုးရှိတဲ့အချိန်တစ်ခုမှာအကျိုးမရှိတာနဲ့အချိန်မဖြုံးဘူးတဲ့ဘုန်းကြီးတို့တွေကြတော့အကျိုးမရှိတာတွေနဲ့လည်းအချိန်ဖြုံးတတ်ကြတယ်ရှိလေတန်တရားအစမသိနိုင်ပါဘူးဆိုပြီးတော့သိကျင်လို့လိုက်ရှာနေတာမျိုးရှာတွေ့တော့ကောဘာလုပ်မှာတော့ဘာမှလုပ်လို့ရမှာလည်းမဟုတ်ကဲ့လားရှာရောတွေ့ဦးမှာလားဆိုမတွေ့ဘူးခေါဏရောဟိတတတန်တရားလောကကြီးရဲ့အဆုံးကိုသူလိုက်ရှာတာလေအကယ်၍တရားဓမ္မအဲ့ဒီအချိန်မှာတရားဓမ္မတွေကျင့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခဆုံးသတ်သွားအောင်မယ်လောကကြီးကိုအဆုံးကိုရှာရင်နဲ့သေးတာသွားအောင်ရှာတွေ့တော့ပြီးသူလုပ်တဲ့ဟာအကျိုးတစ်ခုဘာမှမရှိဘူးအဲ့ဒါလို့အကျိုးမရှိတဲ့အလုပ်ကိုမြတ်စွာဘုရားမလုပ်ရအောင်သင်္ခါရလောကကိုရည်ညွှန်းပြီးမြတ်စွာဘုရားကဖြေလိုက်တာဖြေပြီးတော့နောက်ဆက်တွဲပြောတဲ့စကားကအမတန်မှအဓိပ္ပာယ်ရှိတယ်နသအပတ္တဝလောကန္တံဒုက္ခတန္တံဂရိလောကရဲ့အဆုံးကိုမတွေ့ဘူးမရောက်ဘူးဆိုလို့ရှိရင်ဒုက္ခရဲ့အဆုံးလည်းမရောက်နိုင်ဘူးဒုက္ခအဆုံးမသတ်နိုင်ဘူးလို့အဲ့လိုဟောပြီးတော့မြတ်စွာဘုရားကသူဆိုလိုတဲ့လောကထပ်ရှင်းပြငါပြောချင်တဲ့လောကတခြားမဟုတ်ဘူးအပိစာဟံရောဟိတတငါပြောချင်တဲ့ရောဟိတတငါပြောချင်တဲ့လောကဆိုတာဣမတ္တမေယေဝကလိဝရေသတိညာမိသမနကေဘုန်းကြီးတို့တွေရှိနေတဲ့လောကတစ်ခုပြောမလို့ကလိဝရဆိုတာဘုန်းကြီးတို့တွေတဏ္ဍာမှာရှိဗျာမမတ္တိကလိဝရေလူရဲ့အရာအမောင်းဟာတလံပဲရှိတယ်တလံဆိုတာတော့ကိုယ်အလံနဲ့ကိုပေါ့လူဘူးလေးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲဟုတ်ကဲ့လားလူတော်ကြီးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲတလံဆိုတာလက်နှစ်ဖက်ကိုဟိုဘက်ဆန်တန်းလက်မောင်းနှစ်ဖက်ကိုညာဘက်ဘယ်ဘက်ကိုဆန့်တန်းလိုက်တဲ့အခါမှာရရှိလာတဲ့အတိုင်းအတာတစ်ခုတလံလို့ခေါ်တာလူအရာမောင်းအောင်လည်းဒီတိုင်းပဲထွက်လာအထုကိုပုံပန်းမကြလို့လက်ကြီးကတိုးနေရင်တော့မပြောတတ်ဘူးပေါ့ပုံမှန်လက်ဆိုလို့ရှိရင်ဆန့်တန်းလိုက်အဲ့ဒီဆန့်တန်းလိုက်တဲ့အတိုင်းအတာကိုကိုယ့်အရာကိုတိုင်းကြည့်လိုက်အញ្ញဖြစ်ရမယ်ဗျာမမတ္တတလံအတိုင်းရှိတဲ့ခန္ဓာကိုယ်ဧရိယာလေးတစ်ခုကိုကန့်တတ်ပြီးတော့ပြတာလောကငါဆိုခြင်းနဲ့လောကဆိုတာဟောဒီတလံအတိုင်းအတာရှိတဲ့လူခန္ဓာကိုယ်ကြီးဟုတ်ကဲ့လားအဲ့ဒီလူခန္ဓာကိုယ်ကြီးဟာသတင်ညာမိသမနကေမှတ်သိတဲ့သဘာဝတရားတွေရှိတယ်စိတ်တွေရှိတယ်ဆိုလိုတာကနံတရားတွေရှိတယ်အမှတ်တင်ညာတွေရှိတယ်အမှတ်တင်ညာတို့အသိစိတ်တွေရှိတဲ့ဟောဒီတဏ္ဍာလောက်ရှိတဲ့ခန္ဓာကိုယ်လေးမှာပဲငါကလောကရဲ့အကြောင်းကိုလည်းငါပြောမယ်တဲ့လောကဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားဟာလည်းဒီထဲမှာပဲရှိတယ်လောကရဲ့ချုပ်ငြိမ်းရာဆိုတာလည်းဒီထဲမှာပဲရှိတယ်လောကချုပ်ငြိမ်းဖို့အကျင့်ကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်ဟောဒါအဲ့ဒီရောဟိတတနတ်သားကိုဗြဟ္မာကိုမြတ်စွာဘုရားကသင်္ခါရလောကနဲ့ပတ်သက်ပြီးခေါ်လိုက်တဲ့တရားတစ်ခုပဲဒါလောကရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာဒီလောကကိုပြောတာမြတ်စွာဘုရားသတ်မှတ်ဖော်ပြတဲ့လောကသည်တလံအတွင်းမှာပဲရှိတယ်လူခန္ဓာကိုယ်ထဲမှာပဲရှိတယ်ဆိုလိုတာကလောကဆိုတာဒီထဲမှာရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းဒီထဲမှာရှိတယ်တခြားသွားမရှာနဲ့လောကនិရောဓလောကချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလည်းဒီမှာပဲရှိတယ်လောကនិရောဓဂာမိနိပฏิပဒါလောကရဲ့ချုပ်ငြိမ်းရာအကျင့်ကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်တခြားသွားမရှာနဲ့ဒီသုတ်တန်လေးကိုးကားပြီးတော့ဘုန်းကြီးတို့1989ခုနှစ်ကသီရိလင်္ကာမှာနေတယ်သီရိလင်္ကာမှာနေတော့ကိုလံဘိုမြာနာမြို့နာကမြို့နယ်လေးတစ်ခုနုခေဂောရလို့ခေါ်တယ်
ရန်ကုန်လိုပဲပေါ့ကိုလံဘိုမြို့ကြီးကအကြီးကြီးမြို့နယ်ပေါင်း